အားလုံးမင်္ဂလာပါကျွန်တော်ပြောထားသလိုပဲဒီမာလာမိုးပြုတ်လုပ်နည်းလေးတွေကိုကျွန်တော်အစစ်စစ်ထုတ်ပြပေးသွားပါမယ်။နောက်ဆုံးမှာတော့ recipe လေးပါပါတယ်နော်အသေးစိတ်လေးကိုဒါလေးတော့ကျွန်တော်သူ့ပါဝင်တဲ့ပစ္စည်းလေးတွေကိုအစင်လိုက်လေးကျွန်တော်ထည့်ပေးထားတာပါ။ထည့်ပြီးတော့ရင်ဒါလေးကိုကျွန်တော်အားလုံးရပြီဆိုရင်လော်ရပါမယ်ပစ္စည်းလေးတွေအားလုံးလော်ရဲဆိုရင်မီးအေးလေးနဲ့2မိနစ်3မိနစ်လောက်လော်ရင်ရပါပြီ။မီးသားကြီးပြင်းသွားရင်ဒါလေးတွေ6ပြီးသားလေးဆိုကျွန်းသွားရမှာဆိုလို့ကျွန်းသွားရင်ခါသွားမှာဆိုတော့နော်။အဲ့လေးဒီလော်ပြီးတော့အားလုံးရပြီဆိုရင်စက်တက်ထည့်ကြည့်ပါမယ်စက်တက်ထည့်ကြည့်ပါမယ်စက်တက်ထည့်ကြည့်တဲ့ချိန်ကျရင်ဟိုပေါ့မြုပ်တီးအလုံးမုံကိုအဖက်လေးတွေလိုချင်တယ်ဆိုတော့ထည့်မကြည့်ပါနဲ့ကျွန်တော်ကတော့အမုံသုံးတာဆိုတော့အကုန်လုံးထည့်ကြည့်ပလိုက်တာပါပြီးကြတော့ကျွန်တော်အယောင်နေမုံလေးမထည့်ထားပါဘူးအယောင်လိုချင်တယ်ဆိုရင်ကိုယ့်ကိုအိမ်မှာအယောင်နေမုံလေးထည့်ပြီးတော့သုံးလို့ရပါတယ်အဲ့ဒါကိုကျွန်တော်တို့အကင်နေနဲ့ပဲဖြူစားဘာဘီကျူးနဲ့ပဲစားတာဘလိုပဲစားပေါ့လေနော်ပြီးကြရင်စီပူလေးလောင်းပြီးသွားရင်အဲ့လိုမာလာငရုတ်စီမွေးလေးလုပ်ပြီးတော့စားသုံးလို့ရပါတယ်ဟုတ်ကဲ့ပါအဆင်ပြေကြပါစေကျွန်တော်စီမံနဲ့ရောင်းပါတယ်လောက်ရှုပ်ခံပြီးတော့မလုပ်ချင်တော့ကျွန်တော်စီမံနဲ့ဝယ်လို့ရပါတယ်ဟုတ်ကဲ့ပါကြိုက်တယ်ဆိုရင်အများသူသိအောင် like and share လေးလုပ်တော့ပေးပါဦးခင်ဗျအားလုံးအဆင်ပြေကြပါစေဟုတ်ကဲ့ပါ simply lovely